ခင်ဗျာကျွန်တော်တို့ Elio H မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီနေ့မှာတော့ micro movie ကိုသွားပြီးတော့ကြည့်ရင်လည်း review လေးလုပ်ပြီးသွားမယ်အမှတ်တရအနေနဲ့သွားပြီးကြည့်ပြီးမယ်ဗီဒီယိုလေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပထမဆုံးနဲ့ပြောချင်တာမြန်မာနိုင်ငံမှာငလင်တန်တင်သွားတဲ့ဆိုတော့လူများတည်ဆုံးသွားတယ်လူတွေ ONC ချင်းရုပ်ရော့သွားတယ်အသက်ပေါင်းများစွာဆုံးရှုံးသွားတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့မျိုးရုပ်ရှင်အတွက်ကြည့် review ပေးတာဆိုတာတော့လုံးဝဘယ်လိုပြောမလဲမလုပ်တဲ့အလုပ်တစ်ခုလို့တော့ကျွန်တော်ကိုယ်လည်းကျွန်တော်မှတ်ယူပါတယ်ဒါပေမဲ့ဒါကျွန်တော်အမှတ်တရတစ်ခုအနေနဲ့ကျွန်တော်လုပ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တင်လာတဲ့အချိန်ပဲဖြစ်ပါတယ်ပြီးတော့ review လေးလည်းကျွန်တော်ပေးခြင်းပါတယ်ခင်ဗျအဲ့ဒါကြောင့်ကျွန်တော်တင်လာပဲဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်ဗီဒီယိုကိုအားပေးတဲ့ဆိုလို့ရှိရင် like and subscribe လုပ်ပြီးခဲ့ပါခင်ဗျဆိုတော့ဗီဒီယိုလေးကိုစလိုက်ကြအောင်ကျွန်တော်မနက်မိုးလင်းလာတော့ကျွန်တော်နိုင်ကြည့်လိုက်တယ်ပေါ့နော်နိုင်ကြည့်လိုက်တော့7:49တောင်ရှိသွားတယ်ဆိုတော့ကျွန်တော်ချက်ချင်းအင်ကြီးလဲပြီးအိမ်မြထွက်လာလိုက်တယ် One eternity later ကျွန်တော်ရုပ်ရှင်ရုံကိုအချိန်မီရောက်သွားခဲ့ပါတယ်ဟဲ့ခဏကြာတော့ကျွန်တော်ရုပ်ရှင်လက်မှတ်ဝယ်ပြီးတော့ချက်ချင်းရုပ်ရှင်ရုံနဲ့တန်းသွားလိုက်ပါတယ် 2 hours later ရုပ်ရှင် review ပေးရမယ်ဆိုကျွန်တော်လည်းမသိပါဘူးခင်ဗျစားရပါခင်ဗျစားရပါကျွန်တော် review ပေးဖို့လုံးဝမစောင်းနိုင်တော့ပါဘူးခင်ဗျဆိုတော့ review လေးကိုလူကြီးစံပေးလိုက်အောင်ပထမဆုံးအနေနဲ့ကျွန်တော်ပြောချင်တာဒီက fan ဖြစ်ပါတယ် serious ဆက်ဆံတဲ့ဟာတာပုံများတဲ့အတွက်လူကြီးတွေကြိုက်မကြိုက်တော့ကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော် Minecraft player တွေတော့အသစ် movie လေးပါ Jack Black နဲ့ Jason Momoa မင်းသားတွေဟာတာတွေကလည်းတခန့်မှထဖောက်တယ်အံ့ဩစရာကောင်းလောက်အောင်လည်းရေရတယ်ပြီးတော့ဆက်လန်လေးကလည်းမစိုးဘူးစီဂျန်ကလည်းမစိုးပြတ်သက်ဘူးလို့ပြောလို့ရတဲ့အနေအထားမှလည်းရှိတယ်ပေါ့နော်ကောင်းပါတယ်ခင်ဗျသွားကြည့်ဖို့တိုက်တွန်းပါတယ်တရုတ်ဆောင်ဘိုင်းမှာဆိုရင်တော့လိုအပ်ချက်ကတော့မရှိသလောက်ကိုတော့နည်းနည်းရှားပါတယ်မင်းသားအငယ်လေးကတော့စကားမပြတာတခုပဲရှိတယ်ကျန်တာအကုန်လုံးသူ့ဟာနဲ့သူတော့အဆင်ပြေနေကြတယ်မင်းသမီးမင်းသားတွေအကုန်လုံးလည်းကောင်းတယ်အဲ့ဆိုလို့ရှိရင်တော့ဒီဇက်လန်လေးက Minecraft ကိုကစားဘူးလို့ရှိရင်တော့ဒိဗယ်ရှိနဲ့ခံစားလို့ရမယ်ဇက်ကားလေးဖြစ်တယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ကလည်း Minecraft ကိုနှိမ့်ချွတ်အောင်ကစားရပူတယ်ပြီးတော့ Minecraft ကောက်လည်းခန်းစားတတ်တယ်ဟာတာလည်းခန်းစားတတ်တဲ့ပြင်အခုဒီကားမှာပါသွားတဲ့ Minecraft တွေကအကြောင်းအရာတွေလည်းကျွန်တော်နားလဲတာဖြစ်တဲ့အတွက်ကြောင့်မလို့ဇက်ကကျွန်တော်တို့အတိတ်ပဲရှိတယ်ဆိုတော့ rating လေးကို 9.5 ပေးပြီးတော့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်အောင်ဗျ